လုံးပဲမင်္ဂလာပါ LLB channel ကနေကြိုဆိုပါရစေလူချင်းမင်းတို့အတွက်ဗဟုသုတရဆရာတွေအများကြီးဒီ channel ကနေဝေမျှပေးမှာဖြစ်တဲ့အတွက်ဒီ channel လေးကို subscribe နဲ့ like and share လေးကိုလုပ်ပေးပါနော်ရေကိုကျမတို့ဘေးအချိန်မှာတောက်ဖြစ်ကြပါတလေအရင်ဆုံးကိုမေးကြည့်ပါဟုတ်ပါတယ်ကျမတို့ကအရန်ပိုတဲ့အချိန်ပင်ပန်းတဲ့အချိန်အဆက်စားတဲ့အချိန်ရေအရန်စားတဲ့အချိန်တွေမှာပဲရေကိုအပြည့်အလွှာတောက်ဖြစ်ကြတယ်အဲ့ဒါကြောင့်ဒီနေ့မှာတော့မနက်နူးနူးချင်းမှာရေတောက်ချင်းကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးတွေကိုဝေမျှပေးချင်ပါတယ်ပထမအဆုံးအိယာထထချင်းဘာမှမလုပ်ခင်မှာရေကိုဖန်ခွက်နဲ့၄ခွက်လောက်တောက်လိုက်ပါရေတောက်ပြီး45မိနစ်အတွင်းဖြစ်နိုင်ရင်ဘာမှမစားပါနဲ့၄ခွက်မတောက်နိုင်ရင်ဆက်စချင်းတစ်ခွက်နဲ့စတင်တောက်ချင်းဖြင့်စတင်လိုက်ပါနောက်အချင်းရလာရင်တဖြည်းဖြည်းချင်းတိုးတောက်လို့ရပါတယ်ဟုတ်ကဲ့ပါအဲ့ဒါကြောင့်မနဲ့နူးနူးချင်းရီတောက်ချင်းကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးတွေကိုအချက်၈ချက်လေးနဲ့ပြောပြပေးချင်ပါတယ်နံပါတ်1ခန္ဓာကိုယ်ကိုရည်ဓာတ်အားဖြည့်ပေးပါတယ်တင်အိတ်လိုက်တဲ့အခါတင်ခန္ဓာကိုယ်က9နာရီ10နာရီအကြာရေမတောက်ပဲဖြတ်တန်းရပါတယ်အဲ့ဒါကြောင့်ထထချင်းရေတောက်လိုက်တာကတင်ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်ပေးလိုက်တာနဲ့အတူပါတယ်နောက်ပြီးမနက်ထရင်ဝမ်းသွားခြင်းကိုလည်းကူညီပေးပါတယ်မနက်တိုင်းပုံမှန်ဝမ်းသွားနိုင်မှလည်းကျန်းမာရေးကောင်းလာမှာဖြစ်ပါတယ်နံပါတ်2အုံနောက်ကိုရေဖြည့်ပေးပါတယ်ကျမတို့အုံနောက်ကရေ80ရာခိုင်နှုန်းလောက်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ဒါကြောင့်တစ်နေ့လုံးအုံနောက်ကိုကောင်းကောင်းအလုံးလုံးနိုင်စေဖို့ဆိုရင်ရေတောက်ပြီးနေ့တစ်နေ့ကိုစတင်သင့်ပါတယ်ရေကအုံနောက်အတွက်လိုအပ်တဲ့လောင်စာဆီလိုဖြစ်နေပြီးမနက်ထားလို့ရေကိုလုံလောက်မတောက်ထားဘူးဆိုရင်တစ်အနေနဲ့အားအင်ကုန်ခိုင်းတယ်လို့မျိုးတွေစိတ်မငြိမ်မသက်ဖြစ်တယ်လို့ဖြစ်လာပြီးကြာလာရင်အုံနောက်ရဲ့အလုံးလုံးနိုင်စွမ်းနဲ့ကျဆင်းသွားနိုင်ပါတယ်နံပါတ်3အစိတ်အတောက်များဖေရှားပေးတယ်မနေ့အရာထထချင်းရီတောက်လိုက်တာကတင်းရဲ့ခန္ဓာကိုယ်မှာတညလုံးစူးစောင်းထားတဲ့အစိတ်အတောက်တွေကိုဖေရှားပေးပါလေဘာလို့လဲဆိုတော့ကျမတို့ခန္ဓာကိုယ်ကညမှာဆိုရင်သူ့ဟာသူပညာတွေရှိပြီးအစိတ်အတောက်တွေကိုဖေရှားပေးနိုင်ပါတယ်ဒါကြောင့်မနေ့ထထချင်းရီတောက်ပေးရတာဖြစ်ပါတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အတောက်တွေကိုရေနဲ့ဖေရှားပေးသလိုဖြစ်သွားပြီးလူကိုလန်းဆန်းကျန်းမာစေပါတယ်နံပါတ်4ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကိုမြန်စေတယ်ဇီဝဖြစ်စဉ်ကိုမြန်စေတယ်ဆိုတာကအစာချိန်နှုန်းကိုမြန်စေတယ်လို့ဆိုလိုပါတယ်ဇီဝဖြစ်စဉ်ကို24ရာခိုင်နှုန်းအထိမြန်စေတဲ့အတွက်ဝိချနေတဲ့သူတွေအတွက်သတင်းကောင်းပါပဲမနက်ထထချင်းရေတောက်ပေးခြင်းကြောင့်ဦးကိုရှင်းပေးတဲ့အတွက်အစာအာဟာရတွေကိုလည်းကောင်းကောင်းစုပ်ယူနိုင်တာဖြစ်ပါတယ်နံပါတ်5ကျန်းမာစွာဝိကျစေနိုင်ပါတယ်မနက်နူးနူးချင်းဘာမှမစားခင်ရေကိုတောက်ခြင်းကအစာစားခြင်းစိတ်ကိုညှို့နှေးစေတဲ့အတွက်ဝိတက်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်ဒါကြောင့်အစာများများစားခြင်းစိတ်ကိုမထိန်းနိုင်တဲ့သူတွေအတွက်ဒီနီလန်းလေးကအရန်ကိုအသုံးဝင်ပါတယ်နံပါတ်6အသားအရည်ကိုစူပြီးတောက်ပစေပါတယ်ရေဓာတ်ကုန်ခြင်းကအရွေမတိုင်ခင်ဦးမြင့်ခြင်းကိုဖြစ်ပေါ်စေပါတယ်ဒါကြောင့်မနက်နူးနူးချင်းရေတောက်ပေးခြင်းကခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်ပေးပြီးအသားအရည်ကိုစူပြီးတောက်ပစေပါတယ်နံပါတ်9စပင်ကိုနုညံ့ပျော့ပြောင်းရှင်သန်စေတယ်ရေဓာတ်ကုန်ခန်းခြင်းကစပင်ရှင်သန်ခြင်းအတွက်တနည်းမဟုတ်တနည်းတက်ရောက်နေပြန်ပါတယ်ဒါကြောင့်ရေမြများတောက်ခြင်းကတင့်စပင်ကိုအာဟာရဖြည့်ပေးတယ်လို့ဖြစ်ပါတယ်ရေကိုလုံလောက်မတောက်ဘူးဆိုလို့ရှိရင်တင့်စပင်ကမာတောက်ပြီးတော့တဖြည်းဖြည်းပျက်စီးလာမှာဖြစ်ပါတယ်နံပါတ်8ကြောက်တေခြင်းနဲ့စီးပူးဝင်ခြင်းမှကာကွယ်ပေးပါတယ်ဘာမှမစားခင်ရေတောက်ခြင်းကအစာအိမ်ထဲကကြောက်တေစေနိုင်တဲ့အက်ဆစ်တင်ကိုပင်အားရုပ်စေနိုင်ပါတယ်ဒါအပြင်ခန္ဓာကိုယ်ရဲ့အစိတ်အတောက်တွေကိုဖေရှားပေးတဲ့အတွက်စီလန်းချောင်းပိုးဝင်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်ဒါကြောင့်ကျန်းမာတဲ့ခန္ဓာကိုယ်ကျန်းမာတဲ့အသားရည်ကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ရေကိုမနက်နူးနူးချင်းတောက်တက်တဲ့အကျင့်တွေကိုဒီကနေ့ကနေစတင်ပြီးတော့ကျင့်သုံးလိုက်ပါနော်ဟုတ်ကဲ့ကျမတို့ရဲ့အစီအစဉ်ကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်